โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဖုန်းနံပါတ်နဲ့မဟုတ်ပဲ Facebook ကောက်ရှောင်းနည်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်နော်โอเคဒီနည်းလေးကိုစိတ်ဝင်စားလိုက်ဆိုရင်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ကြည့်ပေးဖို့တောင်းဆိုလိုက်ပါတယ်နော်โอเคဒါဆိုကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ရအောင်နော်โอเคအရင်ဆုံးအနေနဲ့ Facebook ထဲဝင်လိုက်မယ်နော်โอเคကျွန်တော်တို့ကကောက်တစ်ဖက်မှာဆိုတော့ credit new ကောက်ဆိုတာလေးကိုနှိပ်လိုက်မယ်နော်โอเคဒီမှာ credit new ကောက်ဆိုတာလေးကိုပဲထိုင်နှိပ်လိုက်မယ်နော်ဒီမှာကျွန်တော်တို့ first name နဲ့ last name နှစ်ခုပေးထားဖြစ်ပါတယ်နော်ကျွန်တော်တို့ကကိုကျင်းနေတဲ့နာမည်လေးတွေထည့်ပေးရမှာဖြစ်ပါတယ်နော်โอเคထည့်ပြီးဆိုရင် next ဆိုတာလေးကိုနှိပ်လိုက်မယ်နော်โอเคဒီမှာတော့ကျွန်တော်တို့မွေးနေ့ကိုထည့်ပေးရမှာဖြစ်ပါတယ်နော်โอเคထည့်ပြီးဆိုရင်ကျွန်တော်တို့ next ဆိုတာလေးကိုပဲဆင်းနှိပ်လိုက်မယ်နော်โอเคဒီမှာကတော့ထီမရွေးပေးရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ရွေးပြီးဆိုရင် next ဆိုတာလေးကိုပဲဆင်းနေလိုက်မယ်နော်โอเคဒီမှာကျွန်တော်တို့ဖုန်းနံပါတ်ကိုမတုံးနဲ့နော်ဖုန်းနံပါတ်ကိုမတုံးဘဲနဲ့ကျွန်တော်တို့ဒီမှာ sign and what email ဆိုတာလေးကိုနှိပ်လိုက်မယ်နော်โอเคဒီမှာကျွန်တော်တို့ email ကောက်တစ်ခုထည့်ပေးရမှာဖြစ်ပါတယ်နော်โอเคကျွန်တော်ရဲ့ channel လေးနဲ့မိတ်ဆက်ပြစေနော်ကျွန်တော်ရဲ့ channel လေးကကျွန်တော်တီတလောတတလောနည်းပညာလေးတွေကိုပြန်လည်ဝင်မြပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစိတ်ဝင်စားတဲ့ဆိုရင် subscribe မလုပ်သေးဘူးဆိုရင် subscribe လေးလုပ်တော့ပေးဖို့တောင်းဆိုလိုက်ပါရနော်โอเคဒီမှာကျွန်တော်တို့ email ကောက်ထည့်ပေးရမှာဖြစ်ပါတယ်နော်တကယ်လို့ email ကောက်မရှောင်တတ်သေးဘူးဆိုရင်ကျွန်တော်ရဲ့ channel ထဲမှာ email ကောက်ရှောင်နေဆိုတာလေးရှိရနော်အဲ့မှာတွက်ကြည့်လို့ရပါတယ်နော်โอเค email ကောက်ထည့်ပြီးဆိုရင်ကျွန်တော်တို့ next ဆိုတာလေးကိုဆင်းနေလိုက်မယ်နော်โอเคဒီမှာတော့ကျွန်တော် email password လေးထည့်ပေးရမှာဖြစ်ပါတယ်နော်ထည့်ပြီးဆိုရင်ကျွန်တော်တို့ next ဆိုတာလေးပဲဆင်းနေလိုက်မယ်နော်โอเคဒီမှာကျွန်တော်တို့ save ဆိုတာလေးကိုနှိပ်လိုက်မယ်နော်ပြီးရင်ဒါလေးကိုပဲဆင်းနေလိုက်မယ်နော်ပြီးရင်ကျွန်တော်ဒီမှာ select ဆိုတာလေးပဲဆင်းနေလိုက်မယ်နော်โอเคဒါဆိုကျွန်တော်တို့ Facebook ကောက်တစ်ခုရသွားဖြစ်ပါတယ်နော်โอเคဒီနည်းလေးကတကယ်ချင်းပဲစစ်လို့အတွက်ကျိုးရှိမယ်လို့ထင်ပါတယ်နော်โอเคအားလုံးကျေးဇူးတင်ပါတယ်နော်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ကြည့်ပေးတဲ့အတွက်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်ကျွန်တော်တို့မယ်တော့တူလိုက်ပါနော်โอเค bye bye